Hello ဒီနေ့မှာတော့ပေါ့ပေါ့ပါလေးပဲချက်စားပါမယ်ခန်းသီးမီဖုတ်တုပ်ပါတယ်ခန်းသီးမီဖုတ်ထားတာလို့နှွာထားတယ်ကြက်သွန်နီလေးပပလှီးတယ်ပြီးတော့အဆက်ပေါင်းရုပ်သီးစိမ်းလေးထည့်မယ်မြေပဲဆန်လေးထောင်းပြီးတော့ပစွန်ကြောက်လေးနည်းနည်းလေးထောင်းထားလိုက်ပါတယ်စီသက်ကိုတော့ကြက်သွန်အဖြူကိုပဲစီသက်ထားပါတယ်စီသက်သုံးတဲ့အခါကျရင်ကြက်သွန်ဖြူစီသက်သုံးရတာပဲပို့ပြီးသဘောကျလို့ပါအနံ့ပုံမွေးပြီးပို့ပြီးစားရတာကောင်းပါတယ်နောက်တစ်ခုကကျတော့အရေးတောက်နေနဲ့ကမိုးရဲ့ဟင်းရည်တောက်လေးချက်မယ်ပေါ့နော်ရာသီပေါ်ပြတ်စားလေးနဲ့အရေးတောက်တွေချက်တဲ့အခါကျရင်လေကြက်သွန်ဖြူနဲ့နီနိုရောထောင်းပြီးတော့ချက်တာမျိုးတော့မလုပ်ပါဘူးအဲ့လိုရောထောင်းလိုက်တဲ့အခါကျရင်စီးတက်တဲ့အခါကျရင်ဟင်းအရေးကလုံးဝနောက်ကြီးဖြစ်သွားတာမကြိုက်လို့ပါအဲ့တော့ကြက်သွန်ဖြူလေးကိုလုံးခွဲလေးခွဲထားပဲနောက်တော့ကြက်သွန်လေးပပလေးထားပါတယ်ဒါကတော့ငရက်လေးကိုတခါတည်းပေါ့နော်စပန်လေးနဲ့ချင်းလေးနဲ့ပြုတ်ထားပြီးတော့ဟင်းရည်တောက်ချက်တိုင်းထည့်သုံးလို့ရအောင်လို့မျိုးလုပ်ထားတာပါအခုတော့စီလေးနဲ့နန်းနင်းလေးနဲ့ထည့်ပြီးတော့စီပူလောင်အောင်စောင့်နေပြီးသွားတဲ့အခါကျရင်စီသက်မှာမို့လို့အပူချိန်လို့နည်းနည်းလေးလျှော့ပြီးတော့ကျတော့အဖြူနဲ့အနေနဲ့ကိုစီသက်ပါတယ်ပြီးသွားရင်အယောင်တင်မုံလေးထည့်ပြီးတော့စီထပ်သက်မယ်အဲ့လိုနဲ့ကျက်သွန်ဖြူကျက်သွန်လေးနွားစားပြလာပြီဆိုရင်ကိုလိုတလောက်ပမာဏပေါ့နော်ဟင်းခက်အတွက်ငပြုတ်လေးကိုထည့်လိုက်ပါတယ်ပြီးသွားရင်တော့ခုနကတင်ထားတဲ့ကမွန်ရွက်နဲ့ဗရက်စာကိုထည့်ပါတယ်ကမွန်ရွက်ဟင်းရည်ဆိုတာလေတောက်လို့သာကောင်းတာအဲ့လိုအဆူးလေးပါတော့တင်ရတာတော့နည်းနည်းလေးလက်ပေါက်ကတ်တယ်ခတ်တယ်ပေါ့နော်အရွက်လေးတွေနွမ်းပြီးဆိုရင်ရေလေးထည့်လိုက်ပါမယ်ပြီးတော့ရေစူတဲ့အထိစောင့်မယ်ဟင်းရည်အခုလိုမျိုးပေါ့လေးစူလာပြီးဟေးဆိုရင်အရသာအပေါ်အငံလေးကိုလိုတလိုလေးထည့်လိုက်ပါမယ်တချို့ကျတော့ဟင်းနေချက်တဲ့အခါကျရင်စဉ်းစားငပိလေးထည့်တတ်ကြပါတယ်အိမ်မှာတော့ဒီငမြိုင်းနဲ့တာရှည်ငါရတာမဟုတ်ပဲသုံးတာများပါတယ်နောက်ဆုံးတမဲကတော့ငါးသေးသေးလေးကိုကြော်တာပါအမျိုးသားကငါးသေးသေးလေးကိုကျွတ်ကျွတ်လေးကြော်တာကြိုက်လို့ခဏခဏကြော်ပေးပြင်မယ်ငါးကြော်တဲ့အခါကျရင်သိတဲ့အတိုင်းစီရလဲပေါက်တယ်လိုလဲစီပေါက်ရင်မတက်တာသလိုမိဖို့ကြောင့်လည်းအယောင်မှာရှုပ်ပေါက်ကုန်ပါပြီစီစက်တည်ကြီးပဲဖြစ်နေပါတယ်ဒါတော့ငကြီးလေးပေါ့နော်9000မိုးဝယ်လာပြီးတော့အလားလေးကိုစားကန်ဒီမှာစီမီအေးအေးလေးနဲ့ပေါ့နော်ကျွတ်ကျွတ်လေးကြော်ပေးနေရပါအကုန်ချက်ပြုတ်ပြီးစားကန်နေကြတော့မီးပြောက်သွားပါတော့တယ်အဲ့ဒါနဲ့ပဲဖျောင်းနိုင်တော့ပြီးတော့စားကြပါတယ်ပေါ့နော်ဒါကတော့ကမွန်ရဲ့ဗရက်စာအရေးတောက်လေးရဲ့ခန်းသီးမီဖုတ်တုပ်လေးရဲ့ငကြီးကျွတ်ကျွတ်ကြော်လေးရဲ့မနေ့ကကျန်တဲ့ပစွန်တုံးကြော်လေးရဲ့ပါစားကြပါအောင်ရှင်